ဒါကတော့ကဘာကျော်စီဆဲဟိုတယ်ရဲ့တက်လီကားထဲမှာရိုက်ကူးမိခဲ့တဲ့ထူးဆန်းလွန်းတဲ့မှတ်တမ်းတစ်ခုပါဒီမိန်းကလေးဟာဘယ်သူနဲ့စကားပြောနေရလဲသူဘာကြောင့်ဒီလိုထူးဆန်းတဲ့အမူအရာတွေကိုလုပ်နေရတာလဲအခုတင်မြင်တွေ့နေရတဲ့မြင်ကွင်းဟာအလီဇာလန်ဆိုတဲ့ကျောင်းသူလေးကိုနောက်ဆုံးမြင်တွေ့ခဲ့ရတဲ့အချိန်မှာပဲ2013ခုနှစ်ကနေဒါနိုင်ငံကကျောင်းသူလေးအလီဇာလန်ဟာအမေရိကကိုအလဲပတ်ရောက်ရှိလာခဲ့ပါတယ်သူမတက်ခုခဲ့တဲ့နေရာကတော့နာမည်ဆိုးနဲ့ကြော်ကြားတဲ့ Los Angeles စီဆဲဟိုတယ်ပါဒီဟိုတယ်ဟာအရင်ကတည်းကလူသက်မှုတွေထူးဆန်းတဲ့တည်ဆုံမှုတွေကြောင့်တိမ်မင်းဟိုတယ်လို့တောင်တင်စားခံခဲ့ရတာပါသူမပျောက်ဆုံးသွားပြီးတဲ့နောက်ရဲတပ်ဖွဲ့ကစီဆဲဟိုတယ်ရဲ့ CCTV မှတ်တမ်းတွေကိုစစ်ဆေးတဲ့အခါမှာတော့တကမ္ဘာလုံးကိုတုံလုံးစေမဲ့ဗီဒီယိုတစ်ခုတွေ့ခဲ့ရပါတယ်။တက်လီကားထဲမှာအလီဇာလန်ဟာခလုတ်တွေအကုန်လုံးကိုလိုင်းနေတယ်။အပြင်ကိုထွက်ကြည့်တယ်။တစုံတစ်ယောက်ကိုပုံနေတယ်လို့မျိုးလဲလုပ်နေခဲ့ပါတယ်။အထူးခြားဆုံးကတော့သူမရဲ့လက်လှုပ်ရှားမှုတွေပါ။ဒါဟာလူသားတစ်ယောက်ရဲ့အမူအရာနဲ့မတူပဲတစ်ယောက်ကသူမကိုထိန်းချုပ်ထားတယ်လို့မျိုးဖြစ်နေခဲ့တာပါ။ရသက်တစ်ပတ်အနေငယ်ကြမှာတော့ဟိုတယ်ကဧည့်သည်တွေကရေထဲမှာထူးဆန်းတဲ့အရာသာနဲ့အယောင်တွေပါနေတယ်လို့တိုင်ကြားခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ဟိုတယ်ခေါမိုးပေါ်ကရေကန်ကြီးကိုစစ်ဆေးတဲ့အခါမှာအလီဇာလန်ရဲ့ရုပ်အလောင်းကိုအထဲမှာတွေ့ခဲ့ရပါတယ်။အံ့ဩစရာကောင်းတာကအဲဒီရေကန်ရဲ့အဖုံကလူတစ်ယောက်တည်းနဲ့ဖွင့်မှုဖြစ်နိုင်လောက်အောင်လေးလံလွန်းတာပါ။ဒါဟာစိတ်ဝေဒနာကြောင့်လားဒါမှမဟုတ်စီဆဲဟိုတယ်မှာရှိနေတဲ့ဝိညာဉ်တွေရဲ့လက်ချက်လားအဖြစ်မရှိသေးတဲ့ဒီလစ်ဝက်ချက်ကိုသင်ရောဘယ်လိုထင်ပါသလဲဒီလိုလစ်ဝက်စမ်းချက်အကြောင်းအရာတွေကိုထပ်ကြည့်ဖို့ Monster 8ကို Subscribe လုပ်ထားပါ